အားလုံးပဲမင်္ဂလာပါဆရာရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကတော့လာပြည့်နေလီမှာတင့်အတွက်အင်မတန်တန်ဖိုးရှိစေသောအရာလေးတစ်ခုကိုပြောပြခြင်းပါတယ်ဒီနေ့က17နှစ်အထိအောင်ကြာမြင့်ခဲ့သည့်ထူးခြားသောပြာဆိုလာပြည့်နေဖြစ်ပါတယ်ဒီကနေ့ဟာတာမန်လာပြည့်နေတည့်ရမဟုတ်ပဲမိမိရဲ့ကန်ဆာတာကိုတစ်စစ်ချိုးပြောင်းလဲပေးနိုင်ပြီးရက်တရက်ပါဒီလိုနေ့မျိုးကိုကျွန်တော်တို့ကြုံခဲ့တာဟာလွန်ခဲ့သော17နှစ်ဒီနေ့လိုနေ့မျိုးမှပဲဖြစ်ပါတယ်2015တစ်နှစ်အင်္ဂါနေ့မှဖြစ်ပါတယ်လက်ဦးဆရာဖြစ်တဲ့ဟိုးပင်ဆရာတော်ကြီးကပြောဘူးတယ်နှစ်တစ်နှစ်ရဲ့အစမှာလာပြည့်နေဟာနှစ်အစ9ရက်အတွင်းရှိခဲ့မယ်ဆိုရင်အဲ့နှစ်ကထူးခြားတဲ့နှစ်ဒီနှစ်ဖြစ်တဲ့အဲ့လိုနှစ်မျိုးကြုံတဲ့အထက်ကမှလာပြည့်နေဟာ2ရက်တည်းရက်မျိုးဆိုရင်အကောင်းတကအကောင်းဆုံးရက်တစ်ခုပဲတဲ့နှစ်ရက်ဆိုတဲ့နှစ်တနင်္လာနိုင်ငွေဟာလာပြည့်နေကြတဲ့အခါငွေနံပြီးွားတဲ့ရက်ဖြစ်တယ်လို့တင်ပြခဲ့ပေးဖို့ပါတယ်ဒါက2000ခုနှစ်မှာစလို့ယနေ့2026ထိတိုင်အောင်3ကြိမ်သာဖြစ်ခဲ့ပါတယ်ပထမအကြိမ်တစ်နှစ်2000ခွန်ဒုတိယအကြိမ်တစ်နှစ်2015ယခုနောက်ဆုံးအကြိမ်တစ်နှစ်2026ရက်နေ့ဖြစ်ပါတယ်ဒါကြောင့်17နှစ်ကြာအောင်စောင့်ငှက်ရပြီးပြန်ရတဲ့ငွေနံပြည့်ဝတဲ့နေ့မျိုးမှာအင်မတန်အကျိုးရှိစေတဲ့ဤကိုပြောပြပေးပါမယ်ညီတအပန်မှာအားပါစေအချိန်ပေးလှုပ်ဆောင်ပါအင်မတန်အကျိုးရှိစေလိုပါကြည်လင်သောရေကိုဖလားတစ်ခုတည်းထဲပါအနံ့ရှိသောပန်း5မျိုးနန်းသားဖြူရေငွေရွှေစသည်တို့ကိုရေထဲထည့်ပါတပြေ9ခက်ကိုဖလားထဲထည့်ပြီးမြတ်စွာဘုရားရှင်အားယရနာတုတ်တစ်ကြိမ်ရွတ်ဖတ်ပြီးကတ်လူပါပြီးမှမိမိနေအိမ်ခြံဝဲမှာဖျားခန်းအထိတောက်တပြေခက်ချင်းထိုးရေကိုပတ်ချမ်းကအေဟိလာဘန်ကရိုတူမေဆိုတာလေးရွတ်ပြီးပတ်ပါမိသည့်နေသားမဆိုစားကိုအသက်ဝဲပြီးထိုစားကိုဖန်ခွက်တစ်ခုမှာ3ပုံ2ပုံထည့်ပြီးထိုစားခွက်ရဲ့အလဲမှာစီမီထွန်းကလာရဲ့အလင်းရောင်တိုက်ရိုက်ကျသောနေရာတွင်ထား၍မိပူဇော်ပါကြည်လင်သောရေကိုဖလားတစ်ခုတည်းထဲပါအနံ့ရှိသောပန်း5မျိုးနန်းသားဖြူရေငွေရွှေစာသည်တို့ကိုရေထဲထည့်ပါတပြေ9ခက်ကိုဖလားထဲထည့်ပြီးမြတ်စွာဘုရားရှင်အားယရနာတုတ်တစ်ကြိမ်ရွတ်ဖတ်ပြီးကတ်လူပါပြီးမှမိမိနေအိမ်ခြံဝဲမှာဖျားခန်းအထိတောက်တပြေခက်ဖင်ထိုးရေကိုပတ်ဖြန်းကအေဟိလာဘန်ကရောတူမေဆိုတာလေးရွတ်ပြီးပတ်ပါတေချာပေါက်လက်ပွင့်မယ်အကျွေးကြည်မယ်ငွေကြီးမပူပန်ရတော့နှစ်ဖင်မယ်အိမ်အေးချမ်းမယ်ကျမ်းမာရေးကောင်းဝင်ကြပါလိမ့်မယ်နှမျိုးစလုံးလှုပ်ဆောင်မှာအမင်းအမြန်အကျိုးပေးပါလိမ့်မယ်ဒီကနေ့မှာစိတ်ချမ်းသာ၍လာကြီးများဝင်သောလူများထိကြပါစေမိတ်ဆွေတို့အတွက်အကျိုးတစ်ခုခုရှိတယ်ဆိုရင်ကောင်းမွန်မှာတစ်ခုခုရေးပေးခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်